အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ American နိုင်ငံမှာနေထိုင်တဲ့လူတစ်ယောက်ရဲ့ရေခဲတသားထဲမှာဘာတွေရှိလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်မနာမည်ကတော့မိုးပါအနည်းကshopping ထွက်ထားတယ်ဆိုတော့ရေခဲတသားထဲမှာပြန်ပြီးတော့တေချာ organize လုပ်ထားဖြစ်ပါတယ်juice တွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါလေးကတော့ mango passion fruit coconut juice လေးပေါ့နော်ဒါကိုမနက်စာတစ်ခါကြလို့ရှိရင်အချိန်များတဲ့ခါကျရင် breakfast နေနဲ့တောက်တယ်ဒါမှမဟုတ်လို့ရှိရင်ညကြလို့ရှိရင်ဘိုက်ဆိုင်လည်းတောက်ဖြစ်ပါတယ်နောက်ပြီးတော့ coffee ပေါ့နော် coffee တောက်ချင်တဲ့ခါကြလို့ရှိရင်တစ်ခါကျလို့ရှိရင်လည်းဖြောတောက်ဖို့အားတဲ့ချိန်လေးရှိတစ်ခါကျရင်မဖြောနိုင်ဘူးဆိုလို့ရှိရင်တော့ဒီ ready made ဖြစ်တဲ့ Starbucks ကvanilla latte ကိုလည်းဆောင်းထားပါတယ်ဒါတော့ပဲနိုပါအခုတလောနော် cherry ထွက်နေပြီဖြစ်တဲ့အတွက် cherry လေးပါနောက်ပြီးလို့ရှိရင်သမင်းစားပြီးလို့ရှိရင် dessert စားကြည့်လို့ရှိရင်ဒါတော့အချိုပွဲပေါ့နော်အချိုပွဲပေါ့သူကတော့ custard ပူတင်ပေါ့နော် custard ပူတင်ကိုတော့တပူးချင်းစီလာပါတယ်အဲ့ဒါကိုသူကအပေါ်မှာ sugar နဲ့ကြားနဲ့ဖြူစားတာပေါ့နော်ကောင်းပါတယ်အစိမ့်ရတာပေါ့နော်နောက်ပြီးတော့တစ်ခါကျလို့ရှိရင်အလုပ်မအားဘူးချင်းချဖို့မအားဘူးဆိုလို့ရှိရင်လည်းဒီပေါ့နော်ဒီ smoke pork fabric ကိုသူက sauce လေးပဲထည့်လိုက်ရုံပဲဆိုတော့လေ fully cooked ဖြစ်ပြီးသားဆိုတော့ sauce ပဲထည့်လိုက်ရုံပဲဆိုတော့အဆင်ပြေပါတယ်နောက်ပြီးလို့ရှိရင်လည်း rotisserie chicken ကိုလည်း$5ပဲပေးရပါတယ် Costco မှာဆိုလို့ရှိရင်ဒါကိုလည်းတစ်ခါကျလို့ရှိရင်စားဖို့ဆောင်ထားပါတယ်အလုပ်တော်လို့ရှိရင်တော့စားဖြစ်တဲ့ဟာလေးပေါ့နော်စားဖြစ်တယ်ဗါလေးစားဖြစ်လဲဆိုတော့ဒါကတော့ curry ပေါ့နော်Indian curry ပါတော့ butter chicken နဲ့ပေါ့ butter chicken နဲ့ပေါ့သူ့ရဲ့ပူလေးကတော့ဒီမှာပါ butter chicken နဲ့ပေါ့နော်သူ3ဘူးလာပါတယ်3ဘူးလာပါတယ်တပူးထဲမှာဆိုလို့ရှိရင်သူကဟင်းထုတ်တစ်ခုပါတယ်ထမင်းတစ်ခုပါတယ်ပေါ့နော်အဲ့ဒါကိုနှစ်ခုကိုဖောက်ပြီးတော့mix လုပ်ပြီးတော့ရှင် microwave လဲ3မိနစ်နှွေးပြီးစားလို့ရပါတယ်เนาะဒါလေးကတော့ part time မှာဒါလည်း ready စားလို့ရပါတယ်เนาะဒါလေးကိုเนาะ heating instruction ကပေါ့เนาะ3မိနစ်ပဲနှွေးရုံပါပဲဒါလေးကလည်း3မိနစ်ပဲနှွေးရုံပါပဲနောက်ပြီးလို့ရှင်ပေါ့ဒါတွေကလည်းready စားလို့ရတဲ့ဟာပေါ့เนาะ oven roasted potatoနောက်ပြီးဒါ butter chicken Indian style ပေါ့နော်သူထမင်းရောဟင်းရောပါပြီးသားပါဒါလေးကတော့mashed potato ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကတော့ Americanized အစားအစာပေါ့နော်ဒီကလူတွေအဲ့လို mashed potato ပြန်စားကြပါတယ်ကျန်တဲ့ဟာတွေတော့တခါတလို့ရှိရင်လည်းဘိုက်ဆိုင်စားဖို့ပွဲအဲ့လေဝယ်ထားပါတယ်Korean အစားအစာကြိုက်လို့ရှိရင်တော့ဒီ soybean dip နဲ့စားဖို့ပေါ့နော်ဒါလေးကတော့avocado mash ပါကိုပရက်ကိုပေါင်းမှုနဲ့ပဲစားနောက်ပြီးလို့ရှင်အာလူကြော်နဲ့ပဲ dip လုပ်လို့လည်းအဆင်ပြေပါတယ်နောက်ပြီးမနေ့တုန်းကဆိုလို့ရှင် Costco မှာထုတ်ဝယ်လာဖြစ်တာကတော့ vegetable samosa ပေါ့နော် vegetable samosa ပါကောင်းမလို့ထင်ပါတယ်မစားကြည့်ရသေးပါဘူး try ကြည့်ရသေးပါဘူးနောက်ပြီးလို့ရှင်ဒါကတော့ Spanish dipping ပေါ့နော်permission နဲ့လုပ်ထားတာပါသူကဆိုလို့ရှိရင်အာလူကြော်တွေပါညာနဲ့သူ့စားလို့အဆင်ပြေပါတယ်နောက်ပြီးလို့ရှိရင် Korean အစားအစာကြိုက်တဲ့လူဆိုလို့ရှိရင်လည်း kimchi တို့เนาะဒီမုံလာဥတို့ကိုသူတို့pickle လုပ်ပြီးတာတွေရောင်းပါတယ်အဲဒီလေရေခဲတက်တာတွေမှာဆောင်းထားပါတယ်နောက်တစ်ခြားဟာတွေကတော့ဒီဟာကတော့Filipino စားစားပေါ့နော် pancit ပါကြာစံကြောပေါ့နော်နောက်ပြီးလို့ရှိရင်လည်း Chinese ဆိုင်တွေကလည်းတစ်ခါကြလို့ရှိရင် take out လုပ်ထားပါတယ်အလုပ်ကပြန်လာရင်ဟင်းမချက်နိုင်တာတို့အလုပ်သွားပြီးအလုပ်သွားလို့ရှိရင်lunch အတွက်ဟင်းချက်ဖို့အချိန်မရှိတာလို့ဆိုရင်တော့အဲ့ဒါတွေယူရဖြစ်ပါတယ်နောက်ပြီး breakfast စားဖို့လည်းဒါလေးကတော့ lemon raspberry muffin ပေါ့နော်ဒါလည်း Costco ဝယ်ထားတာပါနောက်ပြီးလို့ရှိရင်ပေါ့ဒါတွေကတော့green yogurt and
dry food ပေါ့မြစ်တွေပါညာပေါ့တခါကျလို့ရှိရင်ဒီစုံနဲ့ရောချက်လို့ရအောင်နောက်အခုခက်စားနေရပါတော့ဒီ busting bubble ဆိုအဲ့လေကအခုပေါ့နော် bubble tea ဆိုင်ဒီမှာထည့်ကြတယ်ပေါ့နော်အဲ့ထည့်ကြတယ်သူက bubble tea ကကြာနည်းနည်းမာတယ်ဒါကြတော့သူကဟိုကိုက်လိုက်တာနဲ့ပေါက်သွားရပေါ့နော် busting ဆိုတော့အရသာရှိရဟိုဘယ်လိုပြောမလဲစားလို့ကောင်းတယ်ပေါ့နော်ကိုက်လိုက်တာနဲ့ပေါက်သွားပြီး mango ဆိုရင် mango ရတာ passion fruit ဆိုရင် passion fruit ရတာရတယ်ပေါ့နော်အဲကြောင့်မလို့အဲ့ဒါလေးကိုဝယ်ထားပါတယ် Asian ဆိုင်ရာဝယ်တာတပူးကို$5ပေးရပါတယ်မစမ်းကြည့်ရပါဘူး bubble tea မှာတော့အများနဲ့တောင်းနေကြပါနောက်ပြီးလို့ရှင်ပေါ့နော်ဒါကတော့Chinese ဆိုင်ရာမနေ့ကဝယ်ထားတာပါvery သူကိုဒီပေါ့နော်သူကိုတွေဝယ်ထားတာပါဒါလေးကတော့ lunchable ပါနေ့လေနေခင်ကိုက lunch စားကြတယ်ဆိုလို့ရှင်တော့ဘောနော်အဲ့ lunchable ပါရေခဲတက်တာတွေကို organize လုပ်ထားခြင်းအပြင်နော်ကို့မှာဘာရှိလဲဆိုတာလွယ်လွယ်ကူကူသိလို့ရတယ်နောက်ပြီးလို့ရှိရင်မလိုအပ်တဲ့အစားအစာ expire ဖြစ်နေတာမှုတ်တက်နေတာတွေကိုဖယ်ရှားလိုက်ခြင်းအဖြစ်လဲကျမရင်းနဲ့လည်းညင်ညွတ်ပါတယ်မှုလို့ရှိရင်အမိုးတွေကိုရှူနေရတာတွေလဲကျမရင်းနဲ့မညင်ညွတ်ဘူးနောက်ပြီးလို့ရှိရင်တခြားအစားအစာတွေကိုလည်းမှုတွေကိုကူးဆက်စေနိုင်ပါတယ်အဲကြောင့်လို့ကိုယ့်ရဲ့ရေခဲတက်တာကိုအမြဲတမ်းကိုယ့်ရဲ့ refrigerator health ကိုလည်းကူးဆက်တင်ပါတယ်နော်ဘာလို့လဲဆိုတော့ဒီရေခဲတက်တာတွေမှာဘာတွေရှိမှမသိဘူးဆိုရင်ထက်ခါတည်းလေးဝယ်ဖြစ်နေတဲ့ခါကြလို့ရှိရင်လည်းအများကြီးတွေပုံလာတတ်တယ်ပေါ့နော်အဲကြောင့်မို့ကိုယ့်ရဲ့ရေခဲတက်တာကိုအမြဲတမ်း organize လုပ်ထားတဲ့လို့တော့မိုးကတော့ထင်ပါတယ်ဟုတ်ကဲ့ပါအကြိုက်ရှိတာလေးရှိလို့ရှိရင်လည်းပြပြပေးပါအောင်အခုဒီထဲမှာပေါ့နော်ကိုစားနေတဲ့ဟာလေးနဲ့ဘယ်ဟာလေးစင်တူလေးနော်အကြိုက်တူတာလေးရှိလို့ရှိရင်လည်း comment မှာပြပြပေးနိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်